မမေတို့ကိုပြောပြမယ်ခလေးကငါဒါမလုံးနိုင်ဘူးလို့ပြောတဲ့အခါမမေတို့ဘလို့တုံးပြန်တတ်ကြလဲဒီနေ့မှာတော့ဒီစကားကိုအားပေးစကားအဖြစ်ပြောင်းလဲပြောဆိုနိုင်မဲ့စကားလုံးလေးတစ်လုံးအကြောင်းပြောပြပေးမယ်အဲ့ဒါကတော့သေးသေးရက်ပါခလေးတယောက်ကငါဒီပု္ပ္ပာမဖြေနိုင်ဘူးလို့ပြောတယ်ဆိုပါစို့ဒီစကားကသူ့ကိုယ်သူအဆုံးသတ်သွားတယ်လို့ခံစားရစေပါတယ်ဒါပေမဲ့မမေတို့ကမင်းဒီပု္ပ္ပာမဖြေနိုင်သေးဘူးလို့သေးသေးဆိုတဲ့စကားလုံးလေးကိုထည့်ပြောလိုက်ရုံနဲ့အတိတ်ဘယ်ကလုံးဝပြောင်းသွားပါတယ်မဖြေနိုင်ဘူးဆိုတာကအဆုံးသတ်ချက်ပါဒါပေမဲ့မဖြေနိုင်သေးဘူးဆိုတာကတင်ယူစရာရှိသေးတယ်စ조사စရာရှိသေးတယ်နောက်တစ်ခါဖြေနိုင်လိမ့်မယ်လို့မျှော်လင့်ချက်ပေးတဲ့စကားပါဒီစကားလုံးလေးကခလေးရဲ့ဦးနှောက်ထဲမှာငါရဲ့စွမ်းရည်တွေကြီးထွားနိုင်တယ်ဆိုတဲ့အယူအဆ growth mindset ကိုတည်ဆောက်ပေးပါတယ်ဥပမာတွေကြည့်အောင်ငါစပေးမစီးတတ်ဘူးဆိုတာအစားငါစပေးမစီးတတ်သေးဘူးငါအင်္ဂလိပ်စကားမပြောတတ်ဘူးဆိုတာအစားငါအင်္ဂလိပ်စကားမပြောတတ်သေးဘူးဒီနီလာလေးကခလေးကိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ရလာစေပြီးကြာရှုံးမှုကိုကြောက်တဲ့စိတ်လျော့နေစေပါတယ်သူဟာတင်ယူခြင်းရဲ့ဖြစ်စဉ်ကိုနားလည်လာပါတယ်ဒါပေမဲ့ဒီနီလာကချက်ချင်းအလုံးမဖြစ်နိုင်ပါဘူးမေမေတို့ကိုယ်တိုင်ဒီစကလုံးကိုနေ့စဉ်သုံးလေးရှိဖို့လိုပါတယ်ခလေးကိုအတင်းအကျပ်ပြောခိုင်းတာမျိုးမဟုတ်ဘဲစံနမူနာပြဖို့ကပိုအရေးကြီးပါတယ်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်